အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ဘက်ကဖြစ်သွားတဲ့ဟာလေးကဒီသုံးလုံးပေါင်းရင်လေးလေးကဒီနှလုံးပေါင်းရင်လေးပါဒီသုံးလုံးပေါင်းတော့9ကဒီနှလုံးပေါင်းရင်9ပါဒီသုံးလုံးပေါင်းတော့9ကဒီနှလုံးပေါင်းတော့9ပါဖြစ်သွားပါပြီအဲ့တော့ဒီသုံးလုံးပေါင်းတော့4ဒီ4ကဒီ4လို့ဖြစ်သွားပြီဖြစ်သွားပြီးတဲ့အချိန်မှာဒီ3ကဒီနှလုံးပေါင်းတော့3ဖြစ်နေတယ်သူ့ဖြစ်နေတာအဲ့တိုင်းပဲဒီသုံးလုံးပေါင်းတော့9ဒီ9ကဒီ9လို့ဖြစ်သွားပြီသူ့ရဲ့ထိပ်စီဒီ5ကဒီနှလုံးပေါင်းတော့5ဒီသုံးလုံးပေါင်းတော့9ဒီနှလုံး9လို့ဖြစ်သွားတယ်အဲ့တော့သူ့ထိပ်စီရဲ့ဒီနှစ်ကတူလာမယ်ဆိုရင်ဒီနှလုံးကပေါင်းခြင်းနှစ်ဖြစ်ရမယ်